Hello အားလုံးပဲမင်္ဂလာပါ Daily Dose လီပါနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တော့လီယူကပေါ့နော်ဒီPremium Buffet အတွက်စမှာဖြစ်ပါတယ်ပထမဆုံးလီယူတို့အိမ်ကနေထွက်တဲ့ဆိုင်ကယ်နဲ့ကားစီးဖို့သွားတယ်မူးဘော်တွေကိုစပင်းနေပြန်နေရပေါ့နော်ဆိုင်ကယ်နဲ့သွားတယ်ပြီးတဲ့အခါကျတော့သူတို့ကားစီးရတဲ့နေရာလေးကဟိုမှမြင်နေရတရားလေးပေါ့နော်အဲ့ကနေသွားပါတယ်နောက်ဆုံးတော့အမှကားပေါ်ရောက်တယ်ကားတော့ကျွန်တော်တို့ပေါ့နော်17ရောက်စီ12ရောက်စီပေါ့နော်အဲ့အနေနိုင်ဝက်လောက်စီရတယ်ပြီးကြမှာလီကိုရက်ထားနေပြန်သွားရတယ်ပေါ့နော်ဖြစ်ချင်တော့အဲ့နေရာအကျိုးနေဆွဲခါကြတော့အမှတော်တော်အရန်ကိုလူတွေအများကြီးပေါ့နော်အဲ့နေရာကြီးဖြတ်ပြီးသွားတယ်ဆောင်ခရန်စနေပြီဆွဲခါကြတော့ပေါ့နော်ဒီယူရိုနောက်ဆုံးရောက်တဲ့ခံကြတော့ပေါ့နော်ဒီကိုတခါမှမရောက်ဘူးအဲ့တော့ဆိုင်ပြောက်လို့ရှာနေကြဟိုရောက်လိုက်ဒီရောက်လိုက်နေပေါ့နော်ဟိုရှေ့ကိုပတ်လိုက်ဒီရှေ့ကိုပတ်လိုက်နေသူတို့ကလည်းတိချာမညွန်ထားဘူးနောက်ကြမှာလီယိုတို့တွေ့သွားတဲ့ခံကြတော့အရှိကိုရောက်တယ်ပေါ့နော်ရောက်တဲ့ပြီးတော့သူတို့စရင်အရင်ပေးရတယ်လီယိုတို့ဘုတ်ကင်တင်ထားတဲ့ဟာပြတယ်ပြီးတော့ပေါ့နော်အဲ့ဒါပြီးတော့ဒါပေမဲ့သူတို့ကအချိန်နဲ့ခေါ်တာဆဲခံကြတော့အပြင်မှာပြန်ဆောင်ရနေတယ်အဲ့မှာသူတို့ကမစ်တီကိုပေါ့နော်အဲ့လိုမျိုးကြီးခဲတာဟာလေးနဲ့တိုက်တယ်တော်တော်လေးကိုတောက်လို့ကောင်းနေပေါ့နော်အဲ့ဒါနဲ့ပေါ့နော်လီယိုတို့မိနစ်20 15မိနစ်လောက်တော့ထိုင်ဆောင်လိုက်ရတယ်ပြီးရဲ့ခါကျမှသူကတန်းစီပြီးတော့ဝင်ခိုင်းတာပေါ့နော်လီယိုတို့ပထမဘုတ်ကင်လုပ်တော့နံပါတ်4တွေပေးရပေါ့နော်ဝိုင်းလေးတွေနဲ့အမှနံပါတ်အတိုင်းလေးလိုက်ရှာရတယ်လီယိုတို့က lobster မှာထားတဲ့ခါကျတော့ပေါ့နော်အဲ lobster လေးတွေသူကခုံပေါ် ready လာချပေးတယ်ပေါ့နော်လီယိုတို့က124မှာ ready ရှိရတယ်ပေါ့နော်သူတို့ပေးလိုက်တဲ့နံပါတ်အတိုင်းလေးအကုန်လုံးကသူတို့နံပါတ်အတိုင်းလေးလိုက်ထိုင်ရတာပေါ့နော်ဆိုင်လေးကလီယိုတို့ကလည်းပထမဆုံးဝင်တာဆိုတော့လူလေးလည်းရှင်းသေးရပေါ့နော်ဒါပေမဲ့နောက်ကျတော့တန်းစီပြီးတော့အကုန်လုံးရောက်လာတယ်လီယိုတို့ကပထမတော့သူက regular ပုံမှန်ဆက်ကတော့ဘတ်2000ကျော်ထင်တယ်ဒါပေမဲ့လီယိုတို့ကဒီlobster ပါတဲ့ဟာကျတော့ဘတ်900လောက်ပို့တယ်ပေါ့နော်အဲ့ဒါလေးတစ်ဆက်လေးစားရတယ်ပေါ့နော်ပြီးကြတော့တခြားဟာတွေကတော့အကုန်ဘူဖေးစားလို့ရတယ် lobster တော့တစ်ခုပဲသူတို့ကျွေးရပေါ့နော်အဲ့ဒါပြီးတော့အမှအကုန်လူတွေကလည်းများနေပြီဆိုတော့စားချင်တဲ့ဟာတွေ2 session နဲ့လိုက်ပြီးတော့မာရရပေါ့နော်ဒီကျွန်တော်လီယိုတို့ရဲ့ဒီခုံနံပါတ်လေးပေးရပြီးတော့သူတို့ရှိမှာမာရတယ်မာတဲ့အချိန်မှာလည်းပေါ့နော်သူတို့ကအဲ့လိုမျိုးမီနူထဲမှာနံပါတ်လေးတွေပေးရဲအဲ့နံပါတ်လေးတွေဘယ်နံပါတ်ပြောရဲပြီးတော့မှာထားခဲ့ရတာပေါ့နော်သူတို့ကပြီးကြလို့ရှိရင်သူတို့ step တွေကလာပြီးတော့လာချပေးရပေါ့နော်လီယိုတို့ဝိုင်းကိုတခြားဖြိုရည်ပိုင်းဆိုတဲ့ကြိုက်တာယူပေါ့နော်အဲ့လိုမျိုးသူတို့ကောင်တာတွေနဲ့ခွဲထားတာပေါ့နော်အဲ့လိုမျိုးအဲ့ဒါဆိုဆာရှိမီပေါ့ဆာရှိမီကသူတို့တူနာတွေရေပဝဲတွေတော့မရှိဘူးပေါ့နော်ဆယ်မွန်နဲ့တခြားပစွန်လေးနဲ့တခြားငါးတော့ရှိရဒါပေမဲ့လီယိုကတော့ဟွာလေးပဲစားလိုက်တယ်ဆယ်မွန်လေးပဲစားလိုက်တယ်အတာစတိတ်တွေကတော့တော်တော်ကောင်းတယ်ပေါ့နော်သူတို့ဝါဂီယူတို့ဘာတို့အဲ့လိုအမဲရှာတို့ပေါ့နော်အဲ့လိုဆက်လေးနဲ့နောက်ဆုံးတော့အမပစွန်ကင်တို့ဘာတို့ရောစားတာလီကတော့တန်တယ်ပေါ့နော်အဲ့လိုဆူရှီဘာတွေလည်းကောင်းနေစားတာလေးတော်တော်ရတာရှိတာပေါ့နော်ဒါပေမဲ့တခုကကျတော့အဲ့လိုမျိုးသူတို့ဘူဖေးဆိုပေမဲ့အဲ့လိုကောင်တာမှာချခင်းထားတဲ့ဟာလည်းခင်းထားတယ်တချို့ကကျတော့လည်းမာရတာဆိုတော့အဲ့လိုအရင်အဲ့ဒါကိုတော့မကြောက်ဆူရှီပိုင်းဆိုလဲတစ်မျိုးတစ်ခုမာနေရတာပေါ့နော်အဲ့လိုမျိုးသူတို့ကမာတဲ့ဟာလေးကိုပဲလာချပေးတာပေါ့နော်ဒါပေမဲ့လီယူကတော့တော်တော်များမာလိုက်စားလိုက်နဲ့တော်တော်စားနိုင်တဲ့ထဲမှာပါတော့အများကြီးစားခဲ့တယ်ပေါ့နော်ဂျက်ဆန်ကကျတော့အဲ့လိုမျိုးသူကတိတ်မကြိုက်တော့နည်းနည်းပဲစားနိုင်တယ်လီယူကတော်တော်စားနိုင်တဲ့ထဲမှာပါပါတယ် lobster လေးရလဲပေါ့နော်သူတို့ကဟို premium buffet ဆိုတဲ့အတိုင်းတော်တော်လေးကိုစားလို့ကောင်းတယ်အရသာလေးလည်းတော်တော်ရှိရပေါ့နော်အဲ့လိုမျိုးမစိုးဘူးပေါ့သူတို့ဘတ်900အဲ့တခုလေးဘတ်900ကြာသွားတဲ့တဘောမျိုးပေါ့နော်သူရှိဟာပေါ့နော်အဲ့လို state တွေဘာတွေကလည်းတော်တော်ကိုကောင်းတာပေါ့နော်အဲ့လိုမျိုးအမျိုးစားကြီးလည်းတော်တော်များတယ်အဲ့ဒါကြောင့်လီယူကတော့တန်တယ်ပေါ့နော်လီယူကအမေသားလေးစားတယ်ဆိုတဲ့အခါကျတော့ချက်ဆန်ကအမေသားကြီးဘာတွေမစားတော့သူကမတန်ဘူးတခြားဟာတွေလောက်ပဲသူစားတာပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ဒီလို premium အဲ့လိုမျိုးစားတဲ့လူကြိုက်ရင်တော့ပေါ့လီယူက recommend လုပ်တယ်စားတာလည်းတန်တယ်ပေါ့နော်ရန်ကုန်မှာဆိုတဲ့လီယူစားဖြစ်တယ်ဒါပေမဲ့အခုလည်းမပြန်ပြမသွားပြတော့မစားဖြစ်ဘူးပေါ့နော် UK မှာလည်းဈေးကြီးတော့နောက်ဆုံးတော့လီယူတို့6ခွဲ9နာရီဝန်းကျင်လောက်ကျတော့ပြန်ခဲ့ကြတယ်ပေါ့နော်စားစရာတွေလည်းဝါပြီဆိုတဲ့အခါကျတော့ပေါ့နော်
ပြီးရဲ့ခါကျတော့သူတို့လီယိုတို့ဘဲမှတော့မသွားတော့ဘူးပေါ့နော်သူကCentral Warner မှာဆိုရကြတော့ Songkran လဲစနေပြီလူတွေကလည်းအရန်များတယ်ပေါ့နော် station မှာလည်းလူတွေများတာလည်းအလားတွေကလည်းတွေ့ခဲ့တယ်ဆိုရခါကျတော့လီယိုတို့ပြန်ဖို့ပဲလောက်ခဲ့တယ်ပေါ့နော်အဲ့လိုမျိုးအမှကြီးလိုက်လူကူရဲ့တရားပေါ်မှာလည်းလူတွေကအများကြီးကြက်ညက်နေရပေါ့နော်တော်တော်ကြီးကိုမာလီယိုတို့လည်းစောင့်ပြီးမှပြန်ခဲ့ရပါတယ်အမှကြီးပေါ့နော်လူတွေဆိုတာလေးဆိုတော့ကိုများလီယိုအဲ့အကြောင့်မို့ Songkran လည်းတရက်မှဘဲမှမရောက်ခဲ့ပါဘူးဒီ vlog လေးရာတွေလောက်ပါပဲ see you next vlog bye bye